အညာသူမြေပဲစီတန်လေးနဲ့ဝက်ချိုချက်မယ်ချင်းကျင်းကြက်သွန်ယူထောင်းတာလေးထည့်လိုက်မယ်ကျင်းနဲ့ကြက်သွန်ယူစီတက်ထားတာလေးမှုေးလာပြီဆိုရင်ခဏဆယ်ထားလိုက်မယ်ရှင်ဒီဝတ်သားလေးကိုစားရချုံမွေးနေထားပါတော့အဲ့ဒါကိုခုနကျင်းကြက်သွန်ယူကြော်ထားတာလေးကိုခဏဖယ်ထားလိုက်တာပေါ့နော်ပကံတစ်လုံးနဲ့ပြီးကြမလုပ်တော့ဘူးပေါ့ပြီးရင်တော့ကြားလေးနည်းနည်းလှော်လိုက်မယ်အယောင်လေးလှသွားပါဘောနော်နောက်အချိုဆိုတော့ဒီလိုလေးအယောင်လေးရဲလာပြီဆိုရင်ဝတ်သားလေးထည့်လိုက်မယ်ရှင်ပဲငံပြရဲ့အနောက်ပေါ့နော်ပဲငံပြရဲ့အနောက်နဲ့ခရီးစီနဲ့ပဲငံပြရဲ့နည်းနည်းလေးနဲ့ထည့်မှုလိုက်တယ်ပေါ့အယောင်အတွက်ပေါ့ဖြစ်သွားဆိုရင်ရေနွေးထည့်လိုက်မယ်ပေါ့နော်ဟိုစီတော့နည်းနည်းလျှော့ထည့်ထားအောင်ရှင်ဝတ်သားလေးနူးအောင်ရေထည့်လိုက်မယ်အဲ့လိုစူလိုက်ပေါ့နော်ဝတ်သားတော့ရေခမ်းအောင်ဒီနူးအောင်ပေါ့တဲမယ်အဲ့တော့ခဏလေးပြစ်ထားလိုက်မယ်ပေါ့နော်ပြီးတော့မှပြန်လာကြည့်မယ်ဒီလိုအနေထားလေးရောက်ပြီဆိုရင်တော့လေကြက်သွန်စီချက်တွေအမြဲတမ်းချက်ထားတယ်ရှင်အတုပ်လဲတုပ်စားတယ်ပေါ့နော်နောက်ဒီအနှစ်အတွက်ပေါ့အနှစ်အတွက်ကြက်သွန်ကြော်တွေထည့်လိုက်မယ်ဒီထဲကလည်းစီရလေစီချက်ဆိုတော့ပါသွားအောင်မှမို့လို့စီတွေကိုတဲတော့စီလေးနည်းနည်းပဲထည့်ထားပါဘောနော်ဒါအနှစ်ကိုများများလိုချင်များများထည့်ပေါ့ရှင်မွေပေးလိုက်မှာပေါ့နော်ပြန်အဲ့စီချက်လေးလည်းပြန်ဣသွားမယ်အနှစ်လေးလည်းရသွားပေါ့ရှင်ဒါလေးကိုရေခမ်းတဲ့အထိပေါ့နော်ဒီလိုနေထားလေးရောက်ပြီဆိုရင်တော့စားတော့မယ်ပေါ့နော်မစောင့်နိုင်တော့ဘူးနောက်တည်မထည့်တော့ဘူးရှင်အဲ့တော့ထည့်လိုက်မယ်ဒီမှာပါအညာသူမြေပဲစီတန်းနဲ့ချက်ထားတဲ့ဝတ်သားချိုချက်လေးပါရှင်ရေနွေးဆူဆူတဲ့ကိုစားလေးခတ်လိုက်မယ်ရေစီးထားတဲ့ပဲဆောင်လေးထည့်လိုက်မယ်ဒါလေးကငပိရေကျူဒါလေးကတော့ငပိရေနဲ့ပဲဆောင်ဝါးပြီးပြစ်တူလေးပါရှင်စားကြပါအောင်ရှင်ကြိုင်းနဲ့တက်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးအားပေးကြပါဦးနော်
အညာသူမြေပဲစီရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးကြပါအောင်ရှင်ဝယ်ယူအားပေးလို့လည်းရပါတယ်နော်